ရန်သူနောက်လိုက်တစ်ဖွဲ့ရဲ့ဖိအားပေးတိုက်ခိုက်မှုကိုခံနေရတဲ့အချိန်မှာမိမိတို့အဓိကတစ်ဖွဲ့ဘေးကင်းစွာဆုတ်ခွာနိုင်စေဖို့အတွက်နောက်ချန်တစ်ဖွဲ့ဖြစ်အချိန်ဆွဲခုခံရတဲ့စစ်စင်ရေးတွေဟာစစ်ဗျူဟာမှာဆိုရင်အနေရရှိဆုံးဖြစ်ပါတယ်။အဲ့လိုခြေနေဒီမှာလက်နက်ခဲယမ်းမိကြောင့်ထောက်ပံ့မှုမရှိဘဲနဲ့ကန့်သက်ချက်တွေရှိနေမယ်ဆိုရင်လက်နက်ခဲယမ်းကြီးကိုစိတ်တကျစီမံခန့်ခွဲနိုင်မှုကတစ်ဖွဲ့တစ်ခုလုံးလွတ်မြောက်ခြင်းဒါမှမဟုတ်အခြားဆုံးများခြင်းကိုဆုံးဖြတ်ပြီးတဲ့အဓိကတော့ချက်ဖြစ်ပါတယ်။ဒရုန်းနဲ့ကင်းထောက်ပြီးနောက်ကနေလိုက်လံတိုက်ခိုက်နေတဲ့ရန်သူကိုရင်ဆိုင်တဲ့အခါမှာလက်နက်ခဲယမ်းကြီးကိုချွေတာပြီးအထီးရောက်ဆုံးသုံးပြနိုင်မဲ့စင်ကြီးဖြူဟာဆိုင်ရာမူပေါင်းရှိပါတယ်။လက်နက်ခဲယမ်းနေနေချိန်မှာကြီးရောင်ချင်းစီကရန်သူကိုဖန်တားရန်ဒါမှမဟုတ်ဖျက်ဆီးရန်ဆိုတဲ့တိကျတဲ့ရည်ရွယ်ချက်ရှိရပါမယ်။ထိတ်လန့်ပြီးတော့အော်တိုပစ်ခတ်တာကိုလုံးဝရှောင်ကျင်ပါ။တေချာစွာချိန်ရွယ်ပစ်ခတ်တဲ့စနစ်ကိုသာသုံးပါ။အဖွဲ့ခေါင်းဆောင်တွေကရန်သူမြည်သည့်စီကိုရန်သူဖယ်စီကိုရောက်မှကြည့်ရမယ်ဆိုတဲ့အမိန့်ကိုတင်းကျပ်စွာထိန်းချုပ်ရပါမယ်။ဒါအပြင်ဟန်ပြပစ်ခတ်မှုကိုထိန်းချုပ်ရပါမယ်။ရန်သူကနောက်ချန်တပ်ဖွဲ့စုပ်ပြေးပြီးအထင်နဲ့အလျင်မြန်လိုက်လာတတ်ပါတယ်။သူတို့တားဆီးဖို့အတွက်စက်တနက်နဲ့အဆက်မပြတ်ပစ်မဲ့အစားတိုးတောင်းပြီးစီးကြကြတဲ့ပစ်ခတ်မှုကိုသာသုံးပါ။အဲ့ဒါကမိမိတို့ဘက်မှာအင်အားများပြားရှိနေသေးတယ်လို့ရန်သူကိုထင်အောင်ထင်မှားဖြစ်စေပြီးတော့ကြီးကိုလည်းချွေတာရရောက်ပါတယ်။နောက်တစ်ခုကတော့အစင်းလိုက်အချိန်ဆွဲဆုတ်ခွာရပါမယ်။နောက်ချန်တပ်ဖွဲ့ရဲ့ရည်ရွယ်ချက်ဟာရန်သူတက်တက်လုံးကိုဖျက်ဆီးဖို့မဟုတ်ဘဲနဲ့မိမိတို့အဓိကတပ်ဖွဲ့အချိန်ရစီဖို့အတွက်ရန်သူချီတက်မှုကိုနှောင်လေးအောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ Every round must count. မိမိတို့တပ်ဖွဲ့ကိုအဖွဲ့ငယ်တွေခွဲလိုက်ပါ Leapfrog back. အဖွဲ့တစ်ကရန်သူကိုခိတ္တပစ်ခတ်တားဆီးနေချိန်မှာအဖွဲ့နှစ်ကနောက်ကိုဆုတ်ပြီးတော့ခန်းစစ်ပြင်ဆင်ရပါမယ်။အဖွဲ့နှစ်နေရာရမှာအဖွဲ့တစ်ကအဖွဲ့နှစ်ရဲ့ပစ်ကူအောက်မှာနောက်သို့ဆုတ်ရပါမယ်။ဒီလိုမျိုးအလဲကျဆုတ်ခွာခြင်းအဖြစ်လက်နက်ခဲယမ်းကုန်နေမှုကိုရှော့ချနိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့မြေပြင်နေထားကိုတုံးချမှာဖြစ်ပါတယ်။ရှင်းလင်းပြပြတဲ့မြေမြင့်တဲ့ပြင်ထက်ဆိုင်ရင်တောင်ကြားလန်းတရားဒါမှမဟုတ်လမ်းချင်းတွေမှာရန်သူကိုပိတ်ဆို့တိုက်ခိုက်ရပါမယ်။ရန်သူဖြန့်ကျက်တိုက်ခိုက်ရမရတဲ့လမ်းချင်းတွေမှာခုခံရန်အတွက်ကြီးအမြောက်အများမလိုအပ်ဘဲနဲ့ထိရောက်စွာတားဆီးနိုင်ပါတယ်။ဒါအပြင်ဟန်ပြထောင်ချောက်တွေနဲ့အနောက်ရှက်တွေတုံးရပါမယ်။ကြီးစံကိုအသုံးမပြုဘဲနဲ့ရန်သူရဲ့အရှိန်ကိုတဘောအလျောက်ရောကျသွားစေဖို့အတွက်စက်မှုနဲ့စိတ်ပညာဆိုင်ရာအတားအဆီးတွေကိုတုံးရပါမယ်။တားဆီးရနေနဲ့သူရနိုင်တဲ့ကျိုးဆွဲမိုင်းတွေဒါမှမဟုတ်မိုင်းရှိတယ်လို့တန်တရားဖြစ်စေမဲ့ရေကြီးတူးဆွထားတာတွေသတိပေးဆိုင်မှုအတုတွေကိုလမ်းကြောင်းမှာထားခဲ့ပါရန်သူကမိုင်းရှင်းလေးလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးတောင်းမှမပြေးရဘဲနဲ့နိုင်ပေါင်းများစွာအချိန်ဆွဲနိုင်ပါတယ်နောက်တစ်ခုကတော့အတန်အတုတွေနဲ့လှည့်စားခြင်းပါလူချူမီပန်းတွေဒါမှမဟုတ်အချိန်ဆွဲပောက်ကွဲစေတဲ့ပစ္စည်းတွေကိုနေရာအမားတွေမှာထားခဲ့ခြင်းအဖြစ်ရန်သူကအဲ့ဒီနေရာမှာတက်ဖြန့်ပြီးအချိန်နဲ့ကြီးစံတွေကိုအလဟတ်သက်ဖြုံးပြီးပစ်စေနိုင်ပါတယ်အရေးကြီးဆုံးကတော့လက်နက်ခဲယမ်းတွေကိုပြန်လည်မျှဝေရပါမယ်။တိုက်ပွဲခိတ္တရနာချိန်ထဲမှာတပ်ဖွဲ့ဝင်တွေအကြားမှာလက်နက်ခဲယမ်းပမာဏကိုအမြဲတမ်းမျှညှိရပါမယ်။ရန်သူထံကိုအဓိကခံနေရတဲ့ဘက်ကိုမထိတွေ့ရသေးတဲ့ဘက်ကလက်နက်ခဲယမ်းတွေချက်ချင်းရွှေ့ပြောင်းထောက်ပံ့ပေးရပါမယ်။ဒါအပြင်လက်နက်မျိုးစုံသုံးချရပါမယ်။အဓိကသုံးတဲ့ Wi-Fi ချီတွေကိုအရေးကြီးဆုံးချိန်တွေတက်ချန်ထားပြီးရန်သူထံကောက်ရတဲ့လက်နက်တွေဒါမှမဟုတ်ပစ္စတိုလိုမျိုးဒုတိယဦးစားပေးလက်နက်တွေကိုစုတ်ခွာတဲ့အချိန်မှာဟန်တာပစ်ခတ်မှုတွေမှာဦးစားပေးသုံးဆွဲပါနောက်ဆုံးအချက်ကတော့ drone နဲ့လိုက်လံထောက်လှမ်းမှုကိုတုံ့ပြန်ခြင်းပါရန်သူကနောက်ချန်တပ်ဖွဲ့ရဲ့ဒီနေရာကိုသိရှိဖို့အတွက် drone ကိုသုံးလေးရှိပြီးပစ်ခတ်လိုက်တဲ့အတန်နဲ့မိထွက်မှုကိုကြည့်ပြီးဒီနေရာကိုရှာဖွေတတ်ပါတယ်အဲဒါကြောင့်မို့လို့တနေရာတွေကနေနှစ်ချိန်ဆက်မပစ်ပါနဲ့ရန်သူရှေ့ပြစ်တက်ကိုတားဆီးဖို့အတွက်အနှဲငယ်ပစ်ခတ်ပြီးတာနဲ့ရန်သူဒရုန်းကတစ်ဆင့်လက်နက်ကြီးတွေတံပြန်မပစ်ခတ်နိုင်ချိန်မှာတစ်ပင်ရိပ်ဒါမှမဟုတ်အပူဒဏ်ခါအမိုးအကာတွေတာမယ်ဘလန်ကတ်တွေကိုတုံးပြီးတော့နေရာချက်ချင်းရွှေ့ပြောင်းရပါမယ်ဒီလိုမျိုးစနစ်တကျစီမံခန့်ခွဲမှုတွေကသာတပ်ဖွဲ့တစ်ခုလုံးကိုတေတွင်းကနေလွတ်မြောက်စေမှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့အခုလိုမျိုးနီးဗျူဟာမြောက်စစ်ဘက်ဆိုင်ရာဘူတုတတွေကိုထပ်ပြီးတော့သိချင်တယ်ဆိုရင်တော့အနေကမာ knowledge channel ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့哦